Hello တော်လန်ပြီးတော့အပေါင်းတို့တည်နာထောင်ရခုပဲဒီခါတော့ NUG နဲ့တက်ပြီးတော့မှနည်းနည်းလေးတော့ပြောရှင်တယ်ပေါ့နော်ဟုတ်ပြောရှင်တယ်ဆိုတာတခြား ဖောင်ဖို့တော့မဟုတ်ပါဘူးဟိုက NUG ကတခုခုတော့ထားအော်တင်ပြီးတခုခုတော့ထားပြောတင်ပြီးနော် Thailand ကဘာလို့လဲဆိုတော့အခုအာဆီယံကအရန်ကိုကောင်းနေပြီကွာဟိုမနေ့ပြင်တော့ဆိုလို့ရှိရင်နော်မင်းအောင်လိုင်းကိုမအားလာကိုလုံးဝတကယ်ကိုမအားလာပြင်တော့အောင်ကြောက်နေပြီမနေ့ကအတိုင်းဆိုလို့ရှိရင်ထိုင်းကအတင်းဆွဲတင်နေတယ်နော်မအားလာတော့ဒီတော့တခုခုတော့ NUG အစိုးရအနေနဲ့မှဒါကပို့ပြီးတော့မှထိရောက်မှာပါအဲ့ကျလို့ပြည်သူတယောက်လောက်လေးနဲ့ပြောရတော့လည်းကားပေါ့နော်အဲ့တော့တော်လန်ရေးကိုတကယ်အလေးထားရယ်မြန်လည်းပြီးချင်တယ်နိုင်ချင်တယ်ဆိုလို့ရှိရင်တော့တယောက်ကစလို့တရားနော်အားလုံးဝိုင်းပြီးတော့မှတိုက်တွန်းကြပါထိုင်းကိုနည်းနည်းတော့တခုခုတော့ NUG အစိုးရတည်းရဲ့အနေနဲ့နော်ဒါအတင်တယ်ဒီတိုင်းလေးလွတ်ထားလို့တော့အဆင်မပြေဘူးနော်ဘာလို့လဲဆိုတော့နိုင်ငံတကာကောင်းကောင်းအရေးဝင်ယူတော့ဖို့အတွက်နော်ပြင်းပြင်းထန်ထန်ဒီသူ့ပေးထားတဲ့ဒီငါးချက်ဥစ္စာဆိုလဲဖြုတ်ခိုင်းပြီးတော့မနေ့တော့ဆိုတော့ငောင်းကတောင်းဆိုထားပြီးတရားဆုံးအရန်ကို perfect ဖြစ်နေပြီကွာဒါပေမဲ့ဒီနေ့မှာဒီထိုင်းကအတင်းဆွဲတင်တဲ့နောက်ဆုံးတော့ okay ဘာလို့ဆိုတော့အိနီရှင်းမို့လို့ဘာလို့ညာလို့ဆိုတဲ့ခါကျတော့အဲ့တော့နောက်ဆုံး online ကနေမှသူတို့နိုင်ငံသားရေးဝင်ကြီးကို online ကနေတွေ့ဆုံပေးတယ်တဲ့ဒါကအစပိုင်းလीเนาะဒါတဖြည်းဖြည်းနဲ့နားဘူးနားစာတိုက်လာလို့ရှိလို့ရှိရင်တော့ပြီဘယ်တော့မှမကြဘူးခွေးကပလင်မှာ glue ကတ်တော့မှာเนาะအဲ့တော့တယောက်ကစတရားဒီတိုင်းလေးအေးလေးကြည့်မနေကြပါနဲ့เนาะဘာလို့လဲဆိုတော့တကယ်လို့ဟောဒီမင်း online မအားလာကြီးတာတရားဝင်သွားစီသူက legitimate ဖြစ်သွားကြည့်เนาะကိုရီတော်လည်းဖတ်ကကြတော့အကျန်းဖတ်တည်တယ်လို့ဖြစ်တော့မှာเนาะတရားမဝင်တော့ဘူးနိုင်ငံတကာကလည်းကိုရီပေါ်မှာပါမှဟို supporting မရှိတော့เนาะအခုကနိုင်ငံတကာရဲ့သူ့ကို PR တွေကြောင့်မို့နိုင်ငံတကာကလည်းကိုရီဘက်မှာအားပေးနေတဲ့အတွက်ကြောင့်မို့တော်လည်းရအားကောင်းနေသေးတယ်တကယ်လို့မင်းအောင်လိုင်းကတရားဝင်ဖြစ်သွားကြည့် legitimate ဖြစ်သွားပြီဆိုရင်သွားပြီကိုရီပေးဆက်ခဲ့တဲ့တီ9နှစ်တာ6နှစ်အတွင်းအသက်ပေါင်းများစွာငွေပေါင်းများစွာဘဝတွေပေါင်းများစွာเนาะအဲကျလို့ဆိုမိသားစုတွေအများကြီးပေးဆက်ထားရတယ်เนาะငွေဆိုတော့ထည့်မပြောတော့ဘူးတလားငွေဆိုတာလူမသိချင်းရှာလို့ရတယ်အဲ့တော့ကိုတူဦးတယောက်တည်းပြောတာဆိုဒီတော်တခုကလေဒီတော်လန်ဘက်တော်ရတယ်လေစိတ်လည်းမငြိဘူးလူလည်းမငြိဘူးတကယ်ကောတော်လန်ကြီးကိုအောင်ကျင်အောင်ဟုတ်ကြရလားမသိဘူးเนาะဘာလို့ဆိုတော့တူတယောက်ပြောတယ်ဆိုမှတကယ် follower အကောင်းတဲ့လူတို့ဘာတို့ညာတို့မှသူတို့ကအဟောက်ယုံနေအဲ့ဒါမျိုးတွေမှာအဲ့ဒါတို့ယုံမှလိုက်နာတယ်အေဂျင့်တို့ကလေဒီ Facebook နဲ့ပတ်စံရှာစားမယ်လို့မဟုတ်ဘူးတိလားတမင်ကအရင်တော့တောက်လျှောက်တမ်းပြီးတော့မှဘယ်သူမှလက်မကန်ဘူးအကုန်လုံး block ချလို့နော်အကောက်ကဒီလောက် follower ပဲရှိရတိလားနော်တခါကျရင်စိတ်ပေါက်တယ်လားဘာလို့ဆိုကိုရီကအများကြီးပေးဆက်ထားရတဲ့လူမို့လို့နော်မိသားစုတွေမှာအများကြီးပေးဆက်ထားရတာတိလားနော်အခုရောမောင်ရောဦးလေးတွေရောနော်ဒါပေမဲ့တော်လန်မောင်မတွေကလေမညီဘူးအဲ့ကျဆိုလို့ရှိရင်တချို့ comment တချို့ post တွေအောက်မှာပါညာကိုတော်လန်ပြီးတော့ဘက်ကဖြစ်နေကိုနဲ့တိမတိ comment တွေပါတွေအောက်မှာကိုဝင်မှန်ကိုပေးရဲဘာပဲဖြစ် supporting ပေးအဲ့ကျအောက်မှာဆိုမရှိဘူးလားမျိုးတွေတိလားကြုံလဲရှောင်သွားမှာပေါ့နော် post တွေဆိုလဲမြင်တဲ့အတိုင်းပဲလေတော်လန်နဲ့ပတ်သက်တဲ့ပါတဲ့ဒီလိုတွေကြောင့်လို့လဲတော်လန်ရတဖြည်းဖြည်းနဲ့တွေးခွဲလို့လွယ်တာတိလားအဲ့ကျဆိုတိနော်တကယ်တော်လန်ဒီလိုအစ်ဟုတ်မဟုတ်ဆိုတာဒီလေးလာပြီးအဲ့တဲ့ supporting ပေးတယ်နော် comment တွေပါမြင်လဲတရသူတို့ဘောမတွေတိုက်ခိုက်နေပါညာမြင်ကိုကလည်းဝင်ပြီးတော့မှအားပေးတယ်ဝင်ပြီးတော့မှမှန်ကူပေးတယ်အဲ့လိုမျိုးပေါ့နော်တိဒါကကိုရီးယားဘယ်လိုပြောမှလဲဒီရွယ်ချက်ချင်းတူတွေလीနော်အဲ့လိုဖြစ်ရမယ်အခုကျတော့နော်ထိုင်းရဆွဲတင်တော့နောက်ဆုံးမှာအခုအာဆီယံနေမှာအဲ့ဒီစစ်ကောက်စီအဲ့ဒီစစ်ခွေးတွေရဲ့နိုင်ငံရေးဝင်ကြီးကို online ကနေပဲတွေ့ဆုံပေးတယ်တဲ့နော်တကယ် be careful အဲ့ဒါကတကယ်ကိုအရန်ကိုဂရုစိုက်ရမယ်အရာလို့ပါ